အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုဘယ်နေရာကနေကြည့်နေဆိုတာကို comment လေးမှန်ပေးပါအောင်ခင်ဗျာကျွန်တော်ကတော့ဆရာလုံးမိုးဆက်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့6လပိုင်းမှာတနင်္လာသားသမီးတွေကြုံတွေ့ရမယ့်အခန်းကျမအခြေအနေလေးကိုကျွန်တော် share ကလေးနဲ့ဟောဆိုပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီကာလမှာဆိုလို့ရှိရင်တနင်္လာသားသမီးတွေအနေနဲ့ပြည့်စုံလာခြင်းတဖြည်းဖြည်းနဲ့အထောက်ပံ့ရလာခြင်းဆိုတဲ့ကိစ္စလေးတွေကိုကြုံတွေ့ခံစားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့လုပ်နေတဲ့လုပ်ငန်းတွေမှာကိုယ့်ရဲ့ကျင်လည်နေတဲ့ပတ်ဝန်းကျင်ကိုယ့်နေပယ်မှာထောက်ပံ့ပေးမဲ့လူတဖြည်းဖြည်းနဲ့ပေါ်လာမယ်ကိုစိုက်ထားတဲ့အပင်တွေကအသီးလေးတွေတဖြည်းဖြည်းနဲ့တီးလာမယ်အဲ့အသီးလေးတွေကို review တစ်စိုက်ပြိုးထောင်ပြီးတော့မှနေလာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အတွက်ကောင်းမွန်တဲ့ကံကြမ္မာအခြေအနေတွေကိုဖြည်းဖြည်းနဲ့ရရှိလာမယ်ပြည့်စုံလာမယ်ကာလတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့9လပိုင်းဟာတနင်္လာသားသမီးတွေအတွက်အသီးပွင့်တွေရိတ်သိမ်းလို့ရမယ်ကာလတစ်ခုဖြစ်နေပါတယ်နောက်တစ်ခုကကျတော့အိမ်တော်ရေးအကြောင်းကိုဟောပြပေးကြပါမယ်အိမ်တော်ရေးမှာဆိုလို့ရှိရင်ဒီကာလမှာတနင်္လာသားသမီးတွေဟာတီးသန့်ဆန်တဲ့ခံစားချက်မျိုးလေးတွေကိုခံစားလာရတတ်ပါတယ်ဒါဟာတယောက်တည်းအထီးကျန်ဖြစ်နေတာမျိုးတွေတယောက်တည်းစိတ်ခံစားချက်တစ်မျိုးဖြစ်နေတာမျိုးတွေအစရှိတဲ့စိတ်ခံစားချက်ထူးထူးဆန်းဆန်းတွေဝင်လာတဲ့ကာလတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်တော်ရှိတယ်သို့မဟုတ်ချစ်သူကြီးသားရှိတယ်ဆိုလို့ရှိရင်အဲ့ဒီချစ်သူကြီးသားရင်းနဲ့နားလည်မှုလေးပို့ပြီးတော့မှထားမယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါလိမ့်မယ်တကယ်လို့အဲ့ဒီလိုမှမဟုတ်ဘဲနဲ့တီးသန့်ဆန်တဲ့ဟာကိုကိုကနေပြီးတော့မှခဏလောက်ဖယ်နေမယ်ရှောင်ကျင်နေမယ်ဆိုလို့ရှိရင်တူတဲ့တီးသန့်နေနေမယ်ဆိုလို့ရှိရင်တော့တေချာပေါက်အခြေရေးကိစ္စအင်တော်ရေးကိစ္စလေးတွေမှာအညံ့လေးတွေဝင်လာပါလိမ့်မယ်ခင်ဗျာတခုသိထားမှာကဘယ်နေရာမှာမဆိုငါမရှိရင်မဖြစ်ဘူးဆိုတဲ့စိတ်ကိုထည့်ထားလို့မရပါဘူးအဲ့ဒီလိုထည့်ထားတဲ့သူတွေကဒီကာလမှာဆိုရင်ကံညံ့နေတယ်လို့ကျွန်တော်ပြောပြသေးနောက်တစ်ခုကကျတော့လူမှုရေးနဲ့ပတ်သက်တဲ့အရာပါလူမှုရေးမှာဆိုလို့ရှိရင်ဒီကာလဟာကောင်းတဲ့အခွင့်အရေးတွေလာမဲ့ကာလတစ်ခုဖြစ်တယ်ဒါကြောင့်မလို့လူမှုရေးမှာကိုယ့်အတွက်လူပေါင်းစုံတွေ့ရမှာဖြစ်တော့လေဒီကာလမှာဆိုလို့ရှိရင်တော့ကိုယ့်အတွက်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဖြစ်စေအခြားအရာတွေနဲ့ပတ်သက်ပြီးတော့ဖြစ်စေတိုးတက်မှုကိုဖြစ်စေမယ်အင်အားဖြစ်စေမယ်ထောက်ပံ့ပေးမှုဖြစ်စေမယ်မိတ်ဆွေကောင်းဖြစ်စေမယ်အစားရှိတဲ့ကောင်းတဲ့အရာလေးတွေတေချာပေါက်ရရှိလာမဲ့ကာလတစ်ခုဖြစ်ပါအဲကြောင့်မလို့လူမှုရေးမှာလူမှုရေးကောင်းမိတ်ဆွေကောင်းလေးတွေကြုံတွေ့လာမယ်ပေါ်ပေါက်လာမယ်ဆိုတဲ့ကံကြမ္မာအခြေအနေလေးတွေဖြစ်ပါတယ်နောက်တစ်ခုကပညာရေးပါပညာရေးအနေနဲ့ဆိုလို့ရှိရင်တော့အလွန်ကောင်းတဲ့ကာလတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကာလမှာကိုဘဝကိုတိုးတက်စေမဲ့ပညာကောင်းတွေကိုသင်ယူတာတခုခုကိုစွန့်စားပြီးတော့လှုပ်ဆောင်ဖို့အတွက်ကြံစီတာအဲ့ဒီအရာတွေဟာမိတ်ဆွေတို့အတွက်အလွန်ကောင်းမွန်နေမှာဖြစ်ပြီးတော့မှအလောက်ကိုင်းငွေကြေးတွေဟာဆိုလို့ရှိရင်ဖြည်းဖြည်းချင်းနဲ့တိဆောက်သွားမယ်ဆိုရင်အလွန်ကောင်းတဲ့အရာတစ်ခုဖြစ်တယ်နောက်တစ်ခုအနေနဲ့ငွေနဲ့ရင်းပြီးတော့မှလုပ်တဲ့လုပ်ငန်းတွေမှာဆိုလို့ရှိရင်တည်တည်တသာနဲ့အကျိုးပေးလာမယ့်ကာလတစ်ခုဖြစ်ပါရဲ့ခင်ဗျာကျွန်တော်မိတ်ဆွေတွေအားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေနောက်ဗီဒီယိုတွေအတွက်ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ထားပေးပါအောင်ခင်ဗျာ